ဝေပြေရထားကေရောက်ပြီဆိုတာနဲ့ station တွေကိုစောင့်နေတဲ့က ID check လုပ်ရပါတယ်ရှင်။အထက်ရောက်ပြီဆိုရင်တော့ရထားချိန်မရောက်သေးဘူးဆိုရင် waiting area မှာထိုင်ဆောင်လို့ရပါတယ်ရှင်။ရထားလက်မှတ်ဝယ်ကလေးကလက်မှတ်ထဲမှာရထားနံပါတ်ရဲ့အချိန်ရဲ့သွားရမယ့် check in gate ရဲ့ဖော်ပြထားပြီးသားပါရှင်။ကျမတို့စီမဲ့ရထား check in ပုံနေမို့လို့သွားတန်းစီပါတယ်ရှင်။ပြီးရင်တော့ရထားစီမဲ့နေရာရောက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့လက်မှတ်မှာဘယ်အတွဲကိုစီးရမလဲဆိုတာဖော်ပြထားပါတယ်။အဲ့ဒီအတွဲကိုရှာပြီးတော့တက်လိုက်ယူမှာပဲရှင်။ကျမတို့တော်မဲ့မျိုးကတော့ဝူလန်ချာပူမျိုးကိုသွားမှာပါဒါပေမဲ့တစ်ဆင့်တည်းမရောက်တဲ့အတွက်ပေကျင်းမှာ transfer စီးရပါတယ်ရှင်။ဘူရာကိုရောက်ပြီးတော့ခဏလေးနားပြီးကျမတို့ရထား check in ထပ်ပွင့်ပါတယ်ရှင်။ခုပြထားတာကတော့ foreigner အတွက် check in ဘယ်လိုဝင်ရလဲဆိုတဲ့ဟာပါ passport ကိုသုံးရပါတယ်ရှင်။သူတို့နိုင်ငံသားတွေဆိုလို့ရှိရင်တော့ ID card ကိုသုံးပြီးတော့သွားပါတယ်။ပေကျင်းမှာကကြတော့ manual channel ကိုပဲကျွန်မသွားရပါတယ်ရှင်။ရှန်ဟိုင်းမှာကတော့စက်တိုင်းမှာ passport ဖြတ်လို့ရပါတယ်။ကျမတို့ရထားပေါ်ရောက်ပြီဆိုတာနဲ့ကိုယ့်ဘက်ကိုတင်လာတဲ့ခောက်ဆွဲပြုတ်စားပါတယ်ရှင်။ရထားပေါ်မှာလည်းရောင်းပါတယ်။ရထားပေါ်မှာအင်တာလည်းရှိတယ်၊စားတော့ဆိုင်လည်းရှိတယ်၊ရောင်းလည်းရောင်းနေပေါ့နော်။ဒါပေမဲ့ကျမတို့ကကိုယ့်ဘက်ကိုတင်လာပါတယ်ရှင်။ကဲကျမတို့ရဲ့နောက်ဆုံး station ဖြစ်တဲ့ဝူလန်ချာပူကိုရောက်ပါပြီရှင်။ရထားလက်မှတ်ကိုကတော့ Elite ကနေပဲဝယ်ပါတယ်ရှင်။အခုပြနေတာတွေကတော့ရထားလက်မှတ်ကိုဘယ်လိုဝယ်ရလဲဆိုတာကိုပြပေးနေတာပါရှင်။ဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်